ဖြစ်လျက်ဘဝမှာအမျက်ဒေါသကြီးတယ်ခဏခဏစိတ်တိုးတဲ့ဒေါသဖြစ်တယ်ရှူရှူတိုင်းတိုင်းလှုပ်တယ်ပြုံးမရတဲ့မျက်နှာနဲ့လူတကာနဲ့ဆက်ဆံတယ်အမြဲတမ်းချမ်းတဲ့စကားကိုပြောပြီးစိတ်နှလုံးဟာတစ်ဖက်သားကိုရန်လှုပ်ချင်တဲ့ဒေါသတွေလွှမ်းမိုးနေတဲ့စိတ်နှလုံးရှိတဲ့ပုဂ္ဂိုလ်အဲ့ဒီသူ့ရင်ထဲမှာဖြစ်ပေါ်လာတဲ့အနေအထားတွေဟာရှင်ထဲမှာရှိတဲ့သဘာဝတရားကမှတ်တမ်းတင်လိုက်တာဖြစ်တယ်မကြာခဏဒေါသဖြစ်တတ်တဲ့ပုဂ္ဂိုလ်မကြာခဏစိတ်တူတတ်တဲ့ပုဂ္ဂိုလ်တစ်ဖက်သားကိုမကျေနပ်မှုနဲ့ဒေါသနဲ့ဆက်ဆံပြောဆိုတဲ့ပုဂ္ဂိုလ်သူ့ရဲ့ပုံရိပ်တွေကရိုင်းဆိုင်ကျဉ်းတဲ့ပုံရိပ်တွေခဏခဏထင်းလာတဲ့အခါအဲ့ဒီပုံရိပ်တွေအတိုင်းနောက်ဘဝကျတော့အယုဆိုကြည့်တတ်ဖြစ်တယ်ဘယ်သူမှလှုပ်တာမဟုတ်ဘူး